โอเคဗျာကျွန်တော်တို့2025ခုနှစ်ရဲ့ပေါ့နော် YouTube streamer တွေထဲမှာကြီးရှိသူအများဆုံးကြီးစုချိန်နာကြီးအများဆုံး streamer တယောက်ဖြစ်တဲ့ iShowSpeed ရဲ့တွင်ကိုလေးကြည့်လိုက်အောင်ဗျာပထမဆုံးတွင်ကိုလို့တော့ရေးထားတာပဲပေါ့နော်iShowSpeed ကတော့မိုက်တယ်သူရဲ့ follower လေကျွန်တော်ရှာကြည့်ရပါတော့2024ဇွန်လလောက်မှာ follower 25 သန်းပဲရှိသေးတာပေါ့နော်ခုဒီ2025နှစ်ကုန်မှာတော့ follower 46 သန်းထိဖြစ်သွားပြီတော့ပြောင်ပြက်တွေနဲ့နာမည်ကြီးရတာများတယ်ပေါ့နော်အဓိကသူ့ရဲ့ idol ကတော့ Cristiano Ronaldoဘယ်တကယ်အပြောင်းပြက်ပဲเนาะကံမို့ရက်နေတဲ့ပုံကိုကြည့်ပါအဲ့လေဟုတ်လားပေါင်နေရကျွန်တော်တို့အတိုင်းပဲလောက်တာအကုန်လုံးတပုံစံနဲ့ပဲဒီအောင်ဝဲခံသွားတဲ့ပုံစံကလုံးဝကျွန်တော်တို့အစစ်အပြည့်မှာเนาะအော်โอเคဗျiShowSpeed ကတော့လုံးဝဟိုသဘောကျပါတယ်ကျေးဇူးတင်ပါတယ်အားလုံး